โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရင်မရဲ့အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါစေကျွန်တော်တို့ကမနက်ဖြန်ကျွန်တော်26ရက်3လ2025ကျွန်တော်တို့ဗိုလ်ဒဖူးနေ့နေကုန်းစာအတွက်ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနဲ့အသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးပါခင်ဗျာဒါနေ့စဉ်နဲ့များကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုအပေါင်းလေးနှိပ်ထားမယ်အသေးလေးပြီးထားမယ် copy link ယူထားမယ်ဆိုရင်အားလုံးတွေ့ရှိမှာဖြစ်ပါတယ်ကျွန်တော်မနက်ကဆိုရင်ကျွန်တော်ခွန်ရှစ်1ချင်းတင်ပေးတာเนาะခွန်ရှစ်1ချင်းကိုကျွန်တော်85လို့ထွက်ရှိတဲ့အတွက်ကိုရီမရဲ့အားလုံးပဲရကြမယ်ထင်ပါတယ်ညနေပိုင်းမှာတော့ကျွန်တော်တို့က3663လို့ပြန်ကြပြီးပြန်ထွက်တော့နော်အားလုံးအဆင်မပြေလိုက်ဘူးเนาะမနေ့ပြန်အတွက်ကိုအားလုံးအဆင်ပြေအောင်ကျွန်တော်ထပ်မံပြီးတော့စူးစမ်းပေးပါမယ်ခင်ဗျာကျွန်တော်ကိုရီမိုက်အားလုံးကအပေါင်းလေးနဲ့တဲလေးပြီး copy လေးညွှန်ပြီးတော့များများလေး share သွားပေးပါမနေ့ပြန်မှာ1ငိမ့်ထုတ်ပါမယ်မင်းရော3ခွက်ကျွန်တော်ကဏ္ဍထုတ်ပေးပါမယ်เนาะမင်းရော3ခွက်ကိုကျွန်တော်ဖုန်း message ကနေကျွန်တော်ပို့ပေးမယ်เนาะလိုင်းပေါ်မှာအကောက်အတူတွေကများတယ်ဗျအဲ့ဒီအတွက်ကျွန်တော်ဖုန်းနံပါတ်လေးအကူမများအားလုံးကိုမိတ်ဆက်ပေးပြီးသားဖြစ်သွားအောင်ကျွန်တော်ဖုန်းနံပါတ်တစ်ခါလေးပြောပြီးတော့အဲ့ဒီဖုန်းရဲ့ message မှာမင်းရော3ခွက်ကျွန်တော်ပြန်လည်မျှဝေပေးပါမယ်ကျွန်တော်ဖုန်းနံပါတ်လေးတစ်ချက်ပြောပေးမယ်ကျွန်တော်ပါဇက်ကပြောတဲ့ဖုန်းနံပါတ်ဒီကျွန်တော်ဂိုင်းတဲ့ဖုန်းဖြစ်ပါတယ်ခင်ဗျာပါဇက်ကမပြောဘဲဖုန်းမှန်မှရေးတာလို့ comment ထဲမှာဝင်ရေးတာလို့အဲ့ဒီဖုန်းတွေကကျွန်တော်ဖုန်းလုံးဝမဟုတ်ပါဘူးเนาะကျွန်တော်ဖုန်းလုံးဝမဟုတ်ပါဘူးကျွန်တော်ပါဇက်ကပြောတဲ့ဖုန်းဒီကျွန်တော် official ဂိုင်းတဲ့ဖုန်းမှာကျွန်တော်ဒီ 8MPD ဖုန်းနံပါတ်တစ်လုံးပဲဂိုင်းပါတယ်အခြားဖုန်းလုံးဝမဂိုင်းပါဘူးเนาะပြောပြီးမယ်ဖုန်းနံပါတ်လေး3994546424ဖြစ်ပါတယ်ခင်ဗျာပြန်ပြောပေးပါမယ်3994546424ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဖုန်းရဲ့ message မှာဟိုင်းပြီးတော့မင်းရော3ခွက်ယူပါဖုန်းလုံးဝမခေါ်ပါနဲ့ဖုန်းခေါ်ရင်ကျွန်တော်ဖုန်းမကင်ပါဘူးကျွန်တော်အဖွဲ့ဝင်မှလွဲလို့ကျွန်တော်အခြားဖုန်းလုံးဝမကင်ပါဘူးခင်ဗျာ3994546424ဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်မနက်ဖြန်အတွက်အကောင်းဆုံး1ချင်းကဘာ1ချင်းလဲဆိုရင်39ချင်းပါ3ပိုင်9ပိုင်ပါခင်ဗျာ26ရက်ဗုဒ္ဓဖူးနေ့နေကုံမှာ3ပိုင်9ပိုင်ဖြစ်ပါတယ်မိမိကြိုက်နေတဲ့ရာကတ်လုံးပိုင်နဲ့ကတ်ထိုးပါကီးရှင်ကီးနဲ့ထိုးပါနော်3ကိုရှော့မတွနဲ့နော်3ဒီပြန်လာပါပါဒီမယုံရင်စောင့်ကြည့်ကျွန်တော်ပြောတာကိုဗုဒ္ဓဖူးကြာတာပရိတောက်ကြ3ရက်အတွင်းမှာ3ထပ်လာပါအောင်မယ်နော်3လာပါအောင်မယ်ကျွန်တော်ကိုရီမရဲ့အားလုံးနော်3ကိုရှော့မတွပါနဲ့မနေ့ပြန်မှာ3ပိုင်9ပိုင်ဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ဖုန်းနံပါတ်ရဲ့ message မှာသွားဟိုင်းပြီးတော့မရော3ခွက်ယူပါယခုညတွေကလည်းကျွန်တော်စောစောလေးရရင်စောစောလေးတင်ပေးပါမယ်ခင်ဗျာကဲကျွန်တော်ကိုရီမရဲ့အားလုံးကမိမိကြိုက်နေတဲ့ရာနဲ့လည်းကတ်ထိုးပါ3ပိုင်9ပိုင်ဖြစ်ပါတယ်အပေါင်းလေးနဲ့ daily pay copy link ယူပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုများများလေး share သွားပေးပါအားလုံးမြင်ပြီးတော့အားလုံးကစားနိုင်အောင်ဖြစ်ပါတယ်ကျွန်တော်1ချင်းကိုစောင့်မျှော်နေတဲ့အကူမများအားလုံးလည်းကျွန်တော်တင်ပေးလိုက်ပါပြီကျွန်တော်ကိုရီမိုက်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကြံပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအသက်ရှူတိုင်းနဲ့ငွေတွေဝင်ကြပါစေအားလုံးကံကောင်းကြပါစေเนาะတယောက်မကြံကျွန်တော်ကိုရီမိုက်အားလုံးပဲမနှက်ဖြန်မှာပေါ့အောင်ကြိုးစားပေးပါမယ်ခံကောင်းကြပါစေခင်ဗျာ